အခုကဒီပင်လေးရဲ့အပေါ်ဆုံးတစ်ခုရောက်ရှိနေရတော့ဒီပင်လေးမှာဆိုလို့ရှိရင်သူက3ထပ်ရှိတာပေါ့နော်အခန်းအပြင်လေးရတော့ဒီလိုပေါ့တော့ရှောင်းလန်းလေးနေပေါ့နော်အခန်းအပြင်အစင်လေးလည်းတန့်နေပြီးတော့ဒီလိုရှောင်းလန်းလေးတက်တက်ရှင်းနေပေါ့နော်ဒီများလေးသူတို့ကတေချာလေးဂယူဒီဇိုင်းနဲ့စီစဉ်ပြီးရရှင့်ပြီးတော့သူတို့က breakfast ကျွေးတဲ့နေရာတော့ပေါ့နော်ဟိုဘက်ခန်းလေးမှာပါသူကbreakfast အပြင်နားဘက်တွေပါလေကိုယ့်ဘာသာကိုတငယ်ချင်းတွေနဲ့အဖွဲလိုက်အေးစစ်စစ်ထိုင်ပြီးအနားယူကျင်တယ်ဆိုလဲဟိုဘက်ခန်းလေးမှာသူတို့တေချာလေးစီစဉ်ပြီးထားတာဘာကောင်တာလေးလည်းရှိရပေါ့နော်အဲ့ဒါအပြင်ငွေပင်လယ်မှာကျတော့ကျွန်တော် boat trip တွေပြီးတော့ speed boat တွေပေါ့နော်အဲ့ package တွေလည်းသူတို့ကစီစဉ်ပေးပါတယ်ရှင်ငပင်လယ်မော်တယ်ရဲ့အခန်းတွင်းပုံစံလေးတွေကတော့အခုမြင်တွေ့နေရတဲ့အတိုင်းပဲတန်ရှင်းသက်ရပြီးကျယ်ဝန်းတယ်။ဒါအပြင်3မိထားတဲ့ facility တွေကလည်း hotel မှာသုံးတဲ့ facility အတိုင်းဆိုတော့ space ရဲ့ဈေးနဲ့တအားဟိုမှာတန်နဲ့ဝန်ဆောင်မှုမျိုးလည်းရရပေါ့နော်။ပြီးတော့ရင်ဝန်ထမ်းတွေကလည်း service တအားကောင်းပါတယ်။ဒါအပြင်ငပင်လယ်မော်တယ်မှာ banana boat စီးတာတွေ jet ski စီးတာတွေ lady စီးတာတွေ package တွေကိုလည်းဝယ်ယူလို့ရပါတယ်နော်။